အော်တိုဘာလာရဲ့ဗုဒ္ဓဘုနေ့တစ်နေ့မှာဖြစ်ခဲ့တာပါကျမခင်မောမတ်ကညူရဲကတိုနီပီစာမှာမန်နေဂျာလုပ်တာလေအရိညာကသူစရင်စစ်စရာရှိလို့အလုံးနောက်ကျနေခဲ့ပါတယ်ကျမနဲ့9နှစ်အရွယ်သားလေးလီယန်တို့ညစာစားနေတော့လူခေါ်ပဲတန်မြည်လာခဲ့ပါတယ်နိုင်ယိုကြည့်လိုက်တော့9နာရီခွဲရှိနေပြီတကားပေါက်ကနေချောင်းကြည့်လိုက်တော့မက်ဆီမှာအလုံးဝင်ကစားဒိုင်လန်ဆိုတဲ့လူငယ်လေးဟာပီစာဘူးကိုကင်ပြီးရက်နေတာကိုတွေ့လိုက်ရပါတယ်သူနဲ့ကျမတစ်ခါနှစ်ခါလောက်ဆုံဖို့ပြီးတော့သူကအေးအေးဆေးဆေးနဲ့ယဉ်ကျေးတဲ့သူတယောက်လိုပဲသိထားခဲ့တာပါဟေးဒိုင်လန်ကျမတကားဖွင့်ရင်လည်းပြောလိုက်ပါတယ်မက်ကတော့အခုထိအလုပ်မှာပဲရှိသေးတယ်နော်တိပါတယ်ဗျသူကတင်းမာတဲ့အပြုံးတစ်ခုနဲ့ပြန်ပြောလိုက်တယ်သူကတောင်မမတို့အတွက်ပေးလိုက်တာပါအလကားကျွေးတာလို့ပြောပါတယ်မက်ကပီဇာပို့မယ်လို့ဘာမှမပြောထားပေမဲ့ဒါကလည်းတိတ်တော်ထူးဆန်းမနေပါဘူးတခါတလေသူပို့တဲ့ဟာတွေကိုအိမ်ပြန်ပို့ပေးတတ်တာပဲလေအော်ကျေးဇူးပဲနော်ကျမပီဇာဘူးကိုလှမ်းယူလိုက်ပါတယ်ဒါပေမဲ့ဒိုင်လန်ကဘူးကိုလှုပ်မပေးပါဘူးအဲ့ဒီချိန်မှာနေမယ်သူ့ရဲ့မျက်လုံးတွေဟာနေရဲနေပြီးတော့အရက်နဲ့နေထွက်နေတာကိုသတိထားမိလိုက်ပါတယ်ကျမတကားကိုပြန်ပိတ်ဖို့ကြိုးစားပေမဲ့ဒိုင်လန်ကအိမ်ထဲကိုအတင်းတိုးဝင်လာခဲ့ပါတော့တယ်ကျမကြောက်တာထက်ပိုပြီးတော့ဇဝေဇဝါဖြစ်သွားခဲ့ရတယ်လေမင်းဘာလုပ်တာလဲသူကတကားကိုအရှိန်နဲ့ပိတ်ချလိုက်ပြီးတော့ပီဇာဘူးကိုကြမ်းမြင့်မော်ပစ်ချလိုက်ပါတယ်ခမ ्या ခင်မောင်ကဒီနေ့ကျွန်တော်အလုပ်ထုတ်လိုက်ပြီဗျကျွန်တော်ကိုခိုးတယ်လို့ဆွဆွဲပြီးတော့လေကျမရဲ့ရှင်နေတထိန်ထိန်ခုန်လာခဲ့တယ်တန်လန်မင်းအခုချက်ချင်းထွက်သွားလိုက်ပါခိုးတယ်လေလားသူကခေါင်းကိုနောက်ပစ်ပြီးတော့ရေမုန်းလိုက်ပါတယ်ကျွန်တော်ဒေါ်လာ40ပဲယူတာပါစတာရဲ့ဘာလို့လဲဆိုတော့ကျွန်တော်အိမ်ကမီးဖြတ်ခံရတော့မှမို့လို့ပါခမ ्या ရဲ့ map ကဒေါ်လာ40အတွက်နဲ့ကျွန်တော်ကိုလူပုံအလဲမှာတခိုးလို့ခေါ်ပြီးတော့အလုတ်ထုတ်ပစ်ခဲ့တာအဲ့ဒါတော့စိတ်မကောင်းပါဘူးဒါပေမဲ့ဒါသူကျမရဲ့စပိန်ကိုဆွဲပြီးအနောက်ကိုစောင့်ခံလိုက်ပါတယ်ဥယျာဉ်ပြားကနေမီးလောင်တလို့နှာကျင်မှုကြောင့်ကျမအော်ဟစ်လိုက်မိတာပေါ့သူကကျမမျက်နှာကိုခက်ပြင်းပြင်းရိုက်လိုက်တာကြောင့်ခဏလောက်ဘာမှမမြင်ရတော့ဘဲနဲ့ဝေဝါးသွားပါတယ်စပိတ်တာဆုံးမသူကကျမကိုနောက်တစ်ခါထပ်ရိုက်လိုက်လို့ပါဇက်ထဲမှာသွေးနှံ့နေတာကိုရလာခဲ့တယ်မမေမိဖို့ကြောင့်နေကနေလီယန်ရဲ့အတန်ထွက်လာပြီးတော့သူပြေးထွက်လာခဲ့ပါတယ်ပြေးလီယန်ပြေးတော့ကျမအော်ပြောလိုက်ပေမဲ့သားလေးကတော့ကြောက်လက်တကြားနဲ့မှင်သက်ပြီးရက်နေပါတယ်သူ့လက်ထဲမှာတော့ဖြော်ရည်ဘူးလေးကိုကင်ထားတော့မယ်ဒန်လန်ကျမစပင်ကိုဆွဲပြီးတော့အဲကန်းထဲအထိဒရွတ်တိုက်ဆွဲသွားပါတယ်ကျမပြန်တိုက်ခိုက်ပေမဲ့သူကကျမထက်အများကြီးပိုတန်မာတာလေသူကျမကိုနိုင်ရန်နဲ့စောင့်ပစ်လိုက်လို့ပခုံးကနေအတကုံနှာသွားပါတယ်ဒါတွေကခမားအပြစ်တွေခမားခင်မွန်းရဲ့အပြစ်တွေသူကထက်ကတလဲလဲပြောနေပါတယ်ခမားပြန်ပေးဆက်ရမယ်သူကသူ့အင်ကြီးတွေကနေတနက်တက်လက်ကိုထုတ်ပြီးတော့ကျမမျက်နှာကိုချိန်လိုက်ပါတယ်ဒါလည်းတောင်းမှမာတယ်မလုပ်ပါနဲ့ကျမမှာတားလေးရှိသေးတယ်လေခမားခင်မွန်းကျွန်တော်ဘဝအောင်မဖြတ်စည်းခင်ကကျွန်တော်မှလည်းဘဝဆိုတာရှိခဲ့တာပဲအဲ့ဒီချိန်မှာပဲလီယန်ကဒိုင်လန်စီကိုအော်ဟစ်ပြီးတော့ပြေးဝင်လာခဲ့ပါတယ်ကျွန်တော်မေမေကိုမထိနဲ့သူကဒိုင်လန်ရဲ့ခြေထောက်တွေကိုအစွမ်းကုန်ကန်ကြောက်ပြီးတော့ထိုးနှက်ပါတော့တယ်ဒိုင်လန်ရိုင်သွားတဲ့အချိန်မှာကျမတကားစီကိုပြေးဖို့ကြိုးစားပေမဲ့သူကချက်ချင်းပဲပြန်ထိန်လိုက်နိုင်ပါတယ်ဒီကလေးစုပ်သူကအော်ဟစ်ပြီးတော့လီယန်ကိုအချိန်ပြင်းပြင်းနဲ့တွန်းပစ်လိုက်ပါတယ်သားလေးရဲ့ခေါင်းဟာစပွဲတောင်းတဲ့အတန်ထွက်အောင်ကိုစောင့်မိသွားပြီးတော့ကျမ်းမြေပေါ်မှာငြိမ်ချသွားပါတော့တယ်သားလေးရဲ့ခေါင်းအောင်မှာသွေးတွေအိုင်ထွန်းလာတာကိုမြင်လိုက်ရတယ်လေလီယန်သားလေးနှိုးပါအောင်ပြန်ထူပါအောင်ကျမသားလေးစီကိုတွားသွားရင်းနဲ့အော်ဟစ်နေမိပါတယ်သွေးတွေကတော့အများကြီးပါပဲဒိုင်လန်လည်းသူလှုပ်လိုက်တာကိုကြည့်ပြီးတော့ထိတ်လန့်သွားပုံရပါတယ်ငါတမင်လှုပ်တာမဟုတ်ဘူးနော်ငါတွန်းလိုက်ယုံနေမှာဖျားကြီးသူတကားကိုဖွင့်ထားခဲ့ပြီးတော့အိမ်ထဲကနေထွက်ပြေးသွားပါတော့တယ်ကျမလေးတုံရင်နေတဲ့လက်တွေနဲ့ရဲကိုဖုန်းဆက်လိုက်ပါတယ်ဖုန်းထဲကလူကကျမကိုစည်ရေးထားဖို့ပြောနေပေမဲ့ကျမအသက်တောင်ရှူလို့မရတော့ပါဘူးသွေးတွေတိတ်အောင်လို့လီယန်ရဲ့ခေါင်းကိုလက်နဲ့ဖိထားရင်မမေနားမှာပဲနေပါအောင်တားလေးရဲ့မမေကိုထားမသွားပါနဲ့အောင်လို့တူတူလေးပြောနေမိပါတယ်လူနာတင်ကားကမြန်မြန်ဆန်ဆန်ပဲရောက်လာပါတယ်တားလေးကိုလူနာတင်စင်ပေါ်တင်သွားတဲ့အချိန်မှာကျမကတော့သွေးတွေပေးချင်ရင်းနဲ့ကြောင်ကြည့်နေမိတာပေါ့ဆေးရုံကိုသွားတဲ့လမ်းမှာဆရာဝန်တွေကဥကောင်းကုန်ကွဲတာအုံနောက်ထိခိုက်တာတွေပြောနေပေမဲ့ကျမဘာမှနားမလဲတော့ပါဘူးဆေးရုံရောက်တော့တားလေးကိုခွဲစိတ်ခန်းထဲကိုတန်းခေါ်သွားတယ်မက်ကလည်းရောက်လာပြီးကျမကိုဖတ်ထားတော့မှပဲကျမအားလုံးကိုငိုယိုပြီးတော့ပြောပြလိုက်ပါတယ်ရဲတွေကလည်းထွက်ဆိုချက်ယူပြီးတော့တိုင်လန်ကိုမိအောင်ဖမ်းပေးမယ်လို့ကတိပေးသွားကြပါတယ်တကောင်ရန်လောက်မှာဆရာဝန်ထွက်လာပြီးတော့ခမရတို့သားလေးကသတိမေ့မျောတဲ့ကိုမအခြေအနေမှာပါ။ဦးကောင်းထိခိုက်မှုဟာတော်တော်လေးပြင်းထန်ပါတယ်။ကျွန်တော်တို့တက်နိုင်တဲ့လောက်လုပ်ပေးထားပါတယ်။အခုတော့အမွေတစ်ခုခုဖြစ်လာဖို့ပဲစူတောင်းရတော့မယ်လို့ပြောလိုက်ပါတယ်။ကျမလီယန်ရဲ့ဂရင်ဘေးမှာ3ရက်တိတိထိုင်နေခဲ့တယ်။သူ့လက်လေးကိုကင်ပြီးတော့စကားတွေပြောပေးတယ်။ပြန်လာဖို့လည်းတောင်းပန်နေခဲ့တာပေါ့။မက်ကစားစရာတွေလာပေးပေမဲ့ကျမမစားနိုင်ပါဘူး။
သူနာပြူတွေကနားဖို့ပြောပေမဲ့ကျမသားလေးနားကနေမခွာနိုင်ခဲ့ဘူးလေတတိယမြောက်နေ့မှာတော့ရဲတွေပြန်ရောက်လာပြီးတော့ဒိုင်လန်ကိုတခြားမြို့မှာမှုပြီးတော့လဲနေတော့ဖမ်းမိပြီလို့ပြောပါတယ်သူထောင်ထဲမှာအကြာကြီးနေရမှာပါကျမလီယန်ရဲ့ကရင်ဘေးမှာထိုင်နေရင်းနဲ့သူ့ရဲ့သေးငယ်တဲ့လက်ကလေးကိုကင်ထားမိပါတယ်17ရဲ့မိတန်းကပဲသားလေးအသက်ရှင်နေသေးတယ်ဆိုတာကိုပြနေတာပါစူတောင်စကားတွေတူတူလေးပြောလို့ကျမရဲ့လေချောင်းတွေတောင်နားနေပါပြီအခန်းထဲမှာတော့စိတ်နှံနေနဲ့ကြောင်ရင်မှုတွေပြည့်နှက်နေတာပေါ့ကျမသားလေးရဲ့နှစ်ဖူးပေါ်ကသပင်လေးတွေကိုတက်ပေးရင်းနဲ့အတန်တွေတုံရင်နေခဲ့ပါတယ်သားလေးကိုနာကျင်အောင်လှုပ်ခဲ့တဲ့သူကအခုချုပ်ထဲရောက်သွားပြီနော်သားလေးမမေတို့စီကိုပြန်လာပါတော့ခဏလောက်တော့ဘာတမ်းမှထွက်မလာပဲနဲ့17ရဲ့မိတန်းနဲ့တိတ်ဆိတ်မှုပဲရှိနေခဲ့တာပါအဲ့နောက်မှာတော့တခုခုကိုခန်းစားလိုက်ရတယ်ကျမရဲ့လက်ဘွားပေါ်မှာသားလေးရဲ့လက်ချောင်းလေးတွေကလှုပ်ရှားသွားတာပါကျမရဲ့ရင်ခုန်တဲ့နေတောင်မှခဏရက်သွားတယ်လို့ခန်းစားလိုက်ရပါတယ်လီယန်လို့ကျမအသားလေးခေါ်လိုက်မိတယ်သားလေးရဲ့မျက်တောင်လေးတွေလှုပ်ခတ်လာပြီးတော့ရှင်မလေးကလည်းတုံတုံရင်ရင်နဲ့နှိမ့်ချီမြင့်ချီဖြစ်လာခဲ့ပါတယ်အဲ့နောက်မှာတော့ကျမနဲ့ရင်းနှီးနေတဲ့သားလေးရဲ့မျက်လုံးလေးတွေဟာကျမကိုကြည့်လာခဲ့တာပါမေမေလို့သားလေးကအတန်တူတူလေးနဲ့တုံတုံရင်ရင်နဲ့မေးလာပါတယ်မေမေအခုဘေးကင်းသွားပြီလားတဲ့သားလေးရဲ့လက်ပေါ်မျက်ရည်တွေကျလာတဲ့အထိကျမငိုနေမိမှန်းတော့မသိခဲ့ဘူးကျမခေါင်းကိုအဆက်မပြတ်ညှိမ့်ပြရင်းနဲ့ရှိုက်တန်နေချာကနေရေတန်လေးနှောပြီးတော့ပြန်ပြေးလိုက်ပါတယ်သားလေးမေမေဘေးကင်းသွားပါပြီသားလေးကမေမေကိုကယ်လိုက်တာပဲစီးပိုက်တီကိုမထိခိုက်အောင်ဂယုဆိုင်ရင်းနဲ့သားလေးကိုကျမရင်ဝင်နဲ့ဆွဲပွေးလိုက်ပြီးသားလေးရဲ့စပင်တွေထဲမှာမျက်နှာအပ်ထားလိုက်ပါတယ်သားလေးစီရရတဲ့အနှံ့ကအိမ်ရဲ့အငွေ့သက်လိုပဲကျမဆုံးရှုံးသွားပြီလို့ထင်ထားတဲ့ကောင်းမွန်တဲ့အရာအလုံးပြန်ရောက်လိုက်တယ်လို့ပါပဲသားလေးကမမေရဲ့သူ့ရဲ့ကောင်းလေးပဲလို့ကျမတူတူလေးပြောလိုက်ပါတယ်သားလေးရဲ့ရင်ခုန်တန်ကိုခံစားမိတဲ့အထိကျမတင်းတင်းလေးဖတ်ထားလိုက်မိတယ်အပြင်လောကကြီးကဘလို့ပဲဆက်လက်ပတ်နေပါစေအဲ့ဒီအချိန်မှာတော့သားလေးရဲ့နှွေထွေးမှုသားလေးရဲ့အသက်ရှင်တန်နေမှုနဲ့တတိတွေကိုပဲကျမအယုံစိုက်နေမိတာပါကျမရဲ့သားငယ်လေးနိုးလာခဲ့ပြီလေအချိန်အတော်ကြာပြီးမှပဲကျမတို့နှစ်ယောက်လုံးအဆင်ပြေသွားတော့မယ်ဆိုတာကိုပထမဆုံးအချိန်ဖြစ်ယုံကြည်လိုက်ရပါတော့တယ်